ဒီဘယင်မရဲ့ခန္ဓာကိုယ်ကရွှေစင်စစ်စစ်နဲ့ပြုလုပ်ထားတာပါဘသူမှသူမကိုအနိုင်မတိုက်နိုင်ပါဘူးသူမရဲ့အမထစ်သူနှင်းဘယင်မတော့အနိုင်မရခဲ့ပါဘူးနှင်းဘယင်မဟာမိုင်ပေါင်းထောင်ကြီးအကွာအဝေးကနေလက်တစ်ချက်ဝိတ်ယုံနဲ့ဘဲအရာကိုမှဆိုခဲသွားအောင်လုပ်နိုင်သူပါဒါမြင်မှာတော့နှင်းဘယင်မဟာမော်မန်တစ်ချက်ကိုတွေ့ရှိခဲ့ပါတယ်ဒါပေမဲ့မှန်ကိုအသက်သွင်းလိုက်တဲ့အခါမှာတော့မှန်ထဲမှာအမြဲတမ်းပိတ်မိနေခဲ့တဲ့သူမရဲ့ညီမအထစ်သူကိုမတော်တဆလွတ်ဖေးလိုက်မိပါတော့တယ်နင်းဘယင်မဟာအယမ်းလှန့်သွားခဲ့တယ်ဘာလို့လဲဆိုတော့သူမရဲ့ညီမဟာအင်မတန်ဆိုးသွမ်းတယ်ဆိုတာသိနေလို့ပါမျောလင့်ထားတဲ့အတိုင်းပဲသူမထွက်လာတာနဲ့ပလင်ကိုချက်ချင်းသိမ့်ပိုက်လိုက်ပါတော့တယ်သူမဟာစစ်တပ်တစ်ခုလုံးကိုစုစည်းပြီးတခြားတိုက်ပြည်တွေကိုတိုက်ခိုက်ဖို့ပြင်ဆင်ပါတယ်ဒါကိုမြင်တော့ထိုးကတိတ်တဆိတ်မြားနဲ့ပြစ်ခတ်ခဲ့ပေမဲ့စိုးသွားတဲ့ဘီရင်မကလေထဲမှာတင်အလွယ်တကူဖမ်းပြလိုက်ပါတယ်အဲ့ဒီလူဟာအဆောင်တွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးလူအများရှေ့မှာကွတ်မြတ်ဖို့ဘီရင်မနှစ်ပါးရှေ့ကိုဆွဲခေါ်လာခြင်းခံခဲ့ရပါတယ်ဒါပေမဲ့ကွတ်မြတ်မဲ့သူကလူရဲ့တန်ကြီးခြင်းတွေကိုရွတ်တရက်ဖြတ်တောက်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲစစ်တပ်တစ်ခုလုံးကစိုးသွားတဲ့ဘီရင်မကိုပြန်ပြီးတော်လန်ကြပါတော့တယ်ဘီရင်မဟာဒေါသအကြီးကျယ်ထွက်သွားပါတယ်သူမရဲ့ခန္ဓာကိုယ်ကနေအမှောင်တို့လက်တံတွေထုတ်လွှတ်ပြီးစစ်သားတွေကိုတယောက်ပြီးတယောက်တပ်ဖြတ်ပါတော့တယ်နင်းဘယင်မဟာသူမကိုယ်တိုင်ပြုစုပြောထောက်ခဲ့တဲ့သူတွေသူမရဲ့ညီမလက်ချက်နဲ့မျက်စိရှိတဲ့အသက်ခံနေရတာကိုထိတ်လန့်တစားကြည့်နေရပါတယ်နောက်ဆုံးမှာတော့သူမထပ်ပြီးတီးမခံနိုင်တော့ပါဘူးသူမဟာရှိသမျှအင်အားအကုန်သုံးပြီးရေခဲစွမ်းအားတွေကိုထုတ်လွှတ်လိုက်ရကောင်းကင်ရန်အထိမြင့်တက်သွားခဲ့အေယာမရေခဲတိုင်ကြီးဖြစ်ပေါ်လာပါတော့တယ်